မင်္ဂလာပါရှင်ဒီနေ့ Software Program ISO ကြောင့်ကြီးရှင်းချောင်းလို့ခေါ်တဲ့ Software Program ပေါ့နော်သင်တန်းကိုယာယီရပ်ဆိုင်ခြင်းရှောက်ထားမှုနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးခြင်းပါတယ်ရှင်ဒီ ISO ကြောင့်ကြီးဆိုတာကလေသင်တန်းယာယီရပ်ဆိုင်ခြင်းပေါ့နော်သူ့ကိုရှောက်ထားဖို့ရသတိထားရမယ့်အချက်ဘာလဲဆိုတော့သင်တန်းတက်နေစဉ်မှာအကယ်လို့များကိုကနေထိုင်မကောင်းဖြစ်လို့ဖြစ်စေဒါမှမဟုတ်ရင်မိခင်နိုင်ငံပေါ့နော်မြန်မာနိုင်ငံကိုပြန်သွားလို့ပဲဖြစ်စေကိုယ့်အတွက်တင်နန်းဆက်ပြီးတော့မတက်နိုင်တော့ဘူးဆိုလို့ရှိရင်တော့တင်နန်းခေတ္တရပ်ဆိုင်ခြင်းလို့ခေါ်တဲ့ ISO ကြောင့်ကြီးကိုလုပ်ထားရပါမယ်။ဒီမှာဝင်လုပ်လို့ရလဲဆိုရင် social net website ရဲ့ my page မှာဝင်ရောက်ပြီးတော့ရှောက်ထားလို့ရပါတယ်။ ISO ကြောင့်ကြီးတင်နန်းရရင်ရပ်ဆိုင်ခြင်းကိုကိုကလှုပ်ထားပြီးပြီဆိုရင်တော့နောက်တစ်ချိန်ထပ်ပြီးတော့2နှစ်အတွင်းထဲမှာထပ်ပြီးတော့အတန်းပြန်တက်ပေးရပါတယ်အကယ်လို့များအတန်းမတက်ခဲ့ဘူးဆိုလို့ရှိရင်တော့0တောင်ပြန်ရောက်တော့မှာပေါ့နော်အလွယ်ပြောမယ်ဆိုလို့ရှိရင်2နှစ်အတွင်းမှာတော့အတန်းပြန်တက်ပေးရမယ်မတက်ခဲ့ဘူးဆိုရင်ခြေကြောလို့ခေါ်တဲ့နာမည်ဖြတ်သိမ်းခြင်းဆိုတော့ကိုယ့်ရဲ့ဒီစည်ရင်းကနေပြီးတော့လုံးဝအကုန်လုံးပျောက်သွားပြီးတော့0တောင်ပြန်ရောက်သွားပါလိမ့်မယ်ဘာကြောင့် ISO ကြောင့်ကြည့်လုပ်ရတာလဲဆိုလို့ရှိရင်ရက်ပေါင်း30ကျော်ပေါ့နော်ပြောချင်တာတက်နေစဲမှာခွင့်တိုင်ခြင်းမရှိဘဲနဲ့ပြောမယ်ဆိုရင်တော့ဒါခွင့်တိုင်တဲ့သဘောမျိုးပါခွင့်ပြုချက်မရှိဘဲနဲ့ရက်ပေါင်း30ပြတ်ကွက်ပြီးဆိုလို့ရှိရင်အကြောင်းကနေထုတ်ချင်းခံရတယ်ဘာကိုပြောချင်တာလဲအကြောင်းကထုတ်တယ်ဆိုတော့ဒီလုံးဝအစင်လက်ရှိကိုကအစင်3တက်နေတော့လေပဲခွင့်ပြုချက်မရှိဘဲနဲ့အတန်းပြတ်ကွက်တာဆိုလို့ရှိရင်တော့3ညအစင်ကို automatic ပြန်ရောက်သွားပါလိမ့်မယ်ဒါဆိုရင်တော့စာကြောင်းပြောင်းကပြန်ဖြည့်ပြီးတော့အစင်ပြန်ပြီးတော့ယူတာဖြစ်စေပေါ့နော်ဒါမှမဟုတ်3ညကနေပြီးတော့ပြန်တက်ရတာမျိုးလုပ်ရတတ်တယ်နောက်တနည်းကြတော့ topic ဖြည့်ပြီးတော့မှ topic ကနေပြန်ပြောင်းတာဖြစ်စီပေါ့နော်ဒီလိုလုပ်ပြီးတော့မှအဆင့်တစ်ခုပြန်ရအောင်ယူရပါတယ်အဲ့တော့သတိထားရမယ့်ချက်ဒီအတန်းစမတက်ဖြစ်တော့ဘူးစမတက်နိုင်တော့ဘူးဆိုတော့အကြောင်းပြချက်ရှိပြီဆိုလို့ရှိရင်တော့ ISO ကြောင့်ကြီးလုပ်ထားရပါတယ်ISO ကြောင့်ကြည့်လောက်ထားတယ်ဆိုရင်တော့အရင်ကကိုတက်ခဲ့တဲ့ level 1ဖြစ်စေ level 2ဖြစ်စေ level 3ဖြစ်စေဒါတွေကတော့မှတ်တမ်းတွေဒီတိုင်းပဲရှိနေမှာပေါ့နော်ပြသွားခြင်းရှိမှာမဟုတ်ပါဘူးရှင်အနည်းချုပ်ပြောမယ်ဆိုရင်တင်နန်းမတက်နိုင်တဲ့အကြောင်းရင်းရှိခဲ့ရင်ရက်30အတွင်းပေါ့နော်ရက်30မတိုင်ခင်မှာမိမိရဲ့ဒီ social net website တွေကနေ my page မှာ ISO ကြောင့်ကြီးကိုလုပ်ထားရပါတယ်အဲ့တော့ရက်ဆိုင်ထားပြီးသွားရင်လည်းပဲ2နှစ်အတွင်းအတန်းပြန်တက်ဖို့သတိထားရပါတယ်2နှစ်အတွင်းမတက်မိဘူးဆိုရင်တော့3ညတောင် automatic ရောက်သွားမယ်နောက်တစ်ချက်ခွင့်မတိုင်နဲ့ရက်30ပြတ်ကွက်ရင်တော့ကြောင်းထုတ်ခြင်းလို့ခေါ်တဲ့ဒီကိုရောက်ရှိနေတဲ့အဆင့်ကနေပြီးတော့0တောင်ကိုပြန်ပြီးတော့ချလိုက်နိုင်တယ်ပေါ့နော်အဲ့တော့ကိုရထားတဲ့အတန်းတွေအကုန်လုံးအလကားဖြစ်သွားမှာပေါ့ဒါကြောင့်ဒါလေးသတိထားပေးပါISO ကြောင့်ကြီးကိုခေါ်တဲ့အတန်းကိုခေတ္တရနာခြင်းပေါ့နော်အဲ့ဒီဟာလေးဒီပုံလုံးလေးပြောပြပေးပါမယ်မိမိရဲ့ကိုယ်ပိုင်အကောင့်တွေကိုစာဝတ်ထုံးဟပ် social net ဆိုရဲဒီစာဝတ်ထုံးဟပ် program အကောင့်လေးတွေကိုဝင်ပြီးတော့လို့ရှိရင် my page ဆိုတဲ့နေရာလေးပေါ့နော် my page ဆိုတဲ့နေရာလေးတွေမှာအောက်နားလေးမှာ ISO ကြောင့်ဒီရှင်းချောဆိုတာလေးရှိပါတယ်အဲ့ဒါလေးကို click နှိပ်လိုက်ရင်သူကဘာကြောင့်အတန်းကိုရနာဖို့ခိတ္တရနာဖို့ပေါ့နော်အကြောင်းပြချက်ပြရပါတယ် ISO ကြောင့်ဒီစာယူဆိုတာလေးရှိတယ်အဲ့ဒီဟာလေးကိုစောင့်ထပ်ရွေးလိုက်ပေါ့နော်ရွေးတဲ့အခါမှာပထမဆုံးတစ်ခုက gain ချက် gain စာယူဆိုတာကိုယ့်ကိုယ်တော့ကိစ္စနောက်တစ်ခုကခွာကြောင်းဖေကန်အတန်းဖြတ်လိုက်လို့ကိုယ့်ဘက်ကမဟုတ်ဘူးနော်ဟိုဘက်ကအတန်းဖြတ်သိမ်းလိုက်လို့ဒါမှမဟုတ် onion cake ကို anti don't treat ဆိုအဲ့တော့အတန်းဖွင့်ထားတဲ့အဖွဲ့အစည်းဘက်ကနေပြီးတော့ဖြတ်သိမ်းလိုက်တာမျိုးနောက်တစ်ခု onion cake ကိုပြောင်းဆိုတော့ဖွင့်ထားတဲ့အတန်းပြောင်းရွှေ့ရှိလို့ဒါမှမဟုတ်ခိတာအခြားဆုံးပေါ့နော်အဲ့တော့ကဲလို့များအခြားသောရေးချင်တော့ဒီမှာခိချလေးရွေးပြီးတော့ဥမာပြင်ကိုယ့်ရဲ့အလုပ်နေရာနဲ့ဝေးလို့ဒါမှမဟုတ်လို့ရှိရင်အလုပ်ချိန်အဆင်မပြေလို့အလုပ်ချိန်အဆင်မပြေဘူးဆိုရင်ခွန်လို့ရှိကန်လေးမာကြဆုံးဆက်ဖြစ်တော့နော်ရေးပြီးတော့လို့ရှိရင်ချောချမ်းလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်သူကအေးဆိုချုံကြီးရှင်ချောဟာရှိကစနီကတကယ်ပဲအတန်းကိုယာယီရနာတော့မှလားတေးကြောင်ထပ်ပြီးတော့ပေါ့နော်ခွာကြောင်အေးဆိုချုံရဲ့အဲ့တော့အေးဆိုလောက်ထားတဲ့အတော်အတွင်းမှာအေးဆိုချုံကြီးရှင်ချုံရှင်အတန်းတက်နေစဉ်အတော်အတွင်းမှာယာယီရနာခြင်းကိုရှောက်လိုက်ပြီဆိုရင်တော့ဒီနောက်မှာတော့ဆက်လက်တက်နေတဲ့သင်တန်းသည် choose in ကြောင့်ဘတ်တို့ဆိုရောက်စီနေတာ
အတန်းရဲ့ချွေဆောက်ဆိုအတန်းတက်ထားတဲ့နိုင်ချိန်တွေဒီအင်ဂျောဘတ်တိုဆိုအော့ဖ်ဆိုနေတာအတိအမှတ်အပြုမခံရတော့ဘူးဆိုပြီးတော့ပေါ်လာပါလိမ့်မယ်အဲ့တော့တေချာပေါက်ကိုဒီအေဆိုဂျုံးကြီးလုပ်ချင်တယ်ဆိုရင်တော့ okay နေလိုက်ပါပေါ့နော်